ဒါရရှာဟာဟုတ်ပြီအခုရာကနန်း5စင်းစိတ်တော့တွက်မယ်နော်အဖြစ်ဘယ်လောက်လဲသားဒီချက်အောက်ပါချစ်ချင်ဘူးမြန်မာလို1285ကြည့်ကြည့်မယ်ဒါမှန်တယ်နော်ဒါနောက်တော့ဒါအဖြစ်ဘယ်လောက်လဲဒီချက်စုပ်ပိုင်းလို့ဆိုရင်မြန်မာလိုဘယ်လောက်လဲ1465ကြည့်ကြည့်မယ်မှန်တယ်နော်ဒါနောက်ဆုံးတော့ပေါ့ရောက်ပါချစ်ချင်မြန်မာလိုဘယ်လောက်လဲ690ကြည့်ကြည့်မယ်ဟုတ်ပြီတားရဖြစ်တွေအားလုံးမှန်တယ်နော်